talk chalk walk လား walk လား work လားဒီ work နဲ့ walk နဲ့အတန်ထွက်အများနဲ့မှားကြတယ်ဟုတ်ဒီနေ့ဒီဗီဒီယိုမှာတော့ဒီအတန်ထွက်နှစ်ခုလုံးကိုတစ်ခါတည်းနဲ့တစ်သက်လုံးရှင်းလင်းသွားအောင်သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး walk လမ်းလျှောက်သည်သူ့ရဲ့တရကအော်နဲ့သွားရပါတယ်ဒီအလဲကတရလေးကအော်လို့ထွက်ရပါတယ်အဲ့တော့ walk walk L silent ဖြစ်ပါတယ်L တန်ကိုမထွက်ရပါဘူးဒီ walk ရဲ့အတန်ထွက်လေးကိုမေ့တိုင်းမှာဘာလေးသွားတတိရမလဲဆိုတော့ talk စကားပြောသည်เนาะ T A L K talk စကားပြောသည်ဆိုတာလေးကိုတွားပြီးတော့အမှတ်ရမယ်ဆိုလို့ရှိရင် walk လမ်းလျှောက်သည်ပြောတဲ့အခါမှာကိုယ်တွေ့လွယ်သွားပါလိမ့်မယ်အဲ့တော့ walk talk နောက်တစ်လုံးသူနဲ့ခက်ဆင်ဆင်ဖြစ်တဲ့ chalk မြေဖြူ talk စကားပြောသည် walk လမ်းလျှောက်သည်အဲ့ဒါကတရတန်တူတဲ့စကားလုံးလေးတွေဖြစ်ပါတယ်ခါကလေးမှာကြတော့ American ရဲ့အတန်ထွက်လေးနဲ့မှာတတ်ကြတယ် American တွေကတော့ oh ကိုသုံးရမယ့်နေရာမှာ ah ကိုသုံးပါတယ်ဒီတရလေးပေါ့ ah ဆိုတဲ့တရလေးပေါ့နော်ဒါကြောင့်မို့လို့ walk မဟုတ်တော့ဘဲနဲ့ walk ဖြစ်သွားတယ်အဲ့တော့ကျမတို့ကအများတန်း walk လား walk လား work လားဒီဟာတွေကိုမှားနေကြတာဒါကြောင့်မို့လို့ဒီလေးကြည့်ပြီးသွားရင်တော့ရှင်းလင်းသွားမယ်လို့မျှော်လင့်ပါတယ်အဲ့တော့သူ့ရဲ့တန်ထွက်က walk talk chalk walk လမ်းလျှောက်သည်ကို work အလုပ်လုပ်သည်နဲ့မှားတိုင်းမှာစကားပြောသည်ဆိုတာလေးကိုသတိရမယ် talk ကိုအရင်ပြောမယ်ပြီးရင်မြေဖြူ chalk ပြီးရင် walk လမ်းလျှောက်သည် okay ဒါလေးရှင်းသွားရင်တော့နောက်တစ်လုံးဖြစ်တဲ့သူနဲ့အမြဲတမ်းမှားလေးရှိကြတဲ့ work သူကြတော့ဒီတရလေးနဲ့သွားတယ်သူက English မှာ the schwa ရဲ့ရှေ့တန်းလေးပေါ့နောက်တစ်ခုကြတော့လေ R control sound လို့လည်းခေါ်ရဲเนาะသူကနှစ်ခုရှိတယ် American လို့ဆိုရင်တော့ R တန်လေးအများတန်းပါတယ်သူက R နဲ့တွဲထားတဲ့စကားလုံးလေးတွေမလို့သူကအများသောအားဖြင့် yes ER IR UR တွေမှာတွေ့ရတယ်နဲ့ထွက်ရတယ်အဲ့တော့သူက work I go to work ငါအလုပ်သွားတယ်ခုနတစ်လုံးကြတော့ငါအိမ်ကိုလမ်းလျှောက်ပြီးပြန်တယ်ခြေချင်းနဲ့လျှောက်ပါတယ် I walk home by foot I walk home by foot I walk home by foot and နောက်တစ်ခုကြတော့ I go to work every day work အဲ့ဒါကြတော့ work ကိုမေ့တိုင်းဖောက်တရိရမယ်ဆိုတော့ငှက်ကလေးတွေပေါ့နော် bird American ကြတော့ R တန်ထည့်လိုက်မယ် bird เนาะ bird British လို့ပြောမယ်ဆိုရင်တော့ bird သူက R တန်တွေတိတ်မထွက်ဘူးတိတ်မထည့်ဘူး bird အဲ့ bird နေရာမှာ work သူနဲ့ခက်ဆင်ဆင်နောက်တစ်လုံးဖြစ်တဲ့ girl okay girl အဲ့တော့ work bird girl ဒီပထမတစ်လုံးကြတော့ talk chalk walk ဒီလိုလေးမှတ်ထားလို့ရပါတယ်တရနဲ့ခွဲတတ်တဲ့လူကတရတန်လေးနဲ့ခွဲမယ်တရတန်လေးနဲ့မခွဲတတ်ဘူးဆိုရင်တော့သူနဲ့တန်စင်တူတဲ့စကားလုံးလေး talk chalk bird girl work ဒီလိုလေးခွဲလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ရအောင် bye this နဲ့ these whether they are students or teachers or making mistakes either လား why မဟုတ်ဘူး why